Hello မင်္ဂလာပါဒီနေ့အတွက်သင်ခန်းစာလေးကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ပါ Him through the ခက်ခဲပင်ပန်းဒီနော် Hi mother နော်အသက်ပါစပ်ပိတ် Him ဒါဦးလာတဲ့ through him through ဒါအာဒါ Him through the ခက်ခဲပင်ပန်းဒီ Him through the ခက်ခဲပင်ပန်းဒီဘာပုတ္တာအလောက်ရှုပ်သည်ဘာပုတ္တာအလောက်ရှုပ်သည်ဂျီကော့တာပျော်ရှင်သည်ဂျာဦးလာတဲ့နော်ရှာလိုက်မယ်နော်ဂျီခါအော့ပတ်တဲ့ဆိုပါစပ်ပိတ်ထားမယ်နော်ကော့ဂျီကော့ဒါအာဒါဂျီကော့တာပျော်ရှင်သည်ဂျီကော့တာပျော်ရှင်သည်ဖီကွန်နာရာပင်မန်းသည်ရေးထားတာတော့ဖီကွန်ဟာတာနော်အတန်ကူးထွက်တာနော်ခါအိုနာတန်နော်နာတက်လေးဟာနဲ့အတန်ကူးထွက်တဲ့ခါမှာဖီကွန်နာရာပင်မန်းသည်ဖီကွန်နာရာပင်မန်းသည်ဂျယ်မီအီတာဂျယ်မီအော့တာဒီစကားလုံးလေးကတော့တီးပြီးသားပါနော်စိတ်ဝင်စားဖို့ကောင်းသည်စိတ်ဝင်စားဖို့မကောင်းသည်ဂျယ်မီအီတာဂျယ်မီအော့တာစိတ်ဝင်စားဖို့ကောင်းသည်စိတ်ဝင်စားဖို့မကောင်းသည်Joshini of the Jokshin ဆိုတာပုံမှန်စိတ်ကိုပြောတာနော်ရှင်းကနားကအတန်ကူးတယ်အဲ့ခါမှာနီဖြစ်သွား Joshini of the ပုံမှန်စိတ်ကမရှိသေးတာဓာတ်ရိုက်ပါသာပြန်တာနော်စကလုံးလှလှလေးပြန်မယ်ဆိုလို့ရှိရင်တော့စိတ်နဲ့လူနဲ့မကတ်တည်ပေါ့နော် Joshini of the စိတ်နဲ့လူနဲ့မကတ်တည် Joshini of the စိတ်နဲ့လူနဲ့မကတ်တည်ခီကျော်ခီရောတာဒီလိုပါပဲခီကျော်ခီရောတာဒီလိုပါပဲနည်းလေးတွေကိုအစနေတစ်ခေါက်စီတူတူပြန်ပြီးတော့ဆိုကြည့်ကြရအောင် him do တာခက်ခဲပင်မန်းသည်ဘာပုတ္တာအလောက်ရှုပ်သည်ဂျီကော့တာပျော်ရွှင်သည်ဖီကွန်နာရာပင်မန်းသည်ဂျယ်မီအီတာစိတ်ဝင်စားဖို့ကောင်းသည်ဂျယ်မီအော့တာစိတ်ဝင်စားဖို့မကောင်းသည်ဂျောရှင်နီအော့တာစိတ်နဲ့လူနဲ့မကတ်သည်ကီကျော်ကီရော့တာဒီလိုပါပဲမီနင်းပိုင်းလေးပြီးဆိုတော့ဒီ listening ပေါ့နော်대화စကားပြောခြင်းပိုင်းလေးကိုတူတူနားထောင်ကြည့်ကြရအောင်ပါ대화 2 투이 씨, 요즘 어떻게 지내요? 요즘은 좀 바빠요. 그런데 다음 주에는 시간이 있어요. 민수 씨는요? 저는 그저 그래요. 학교도 다니고 아르바이트도 해요. 그런데 저는 이번 주에 시험이 하나 있어요. 그래서 조금 힘들어요. listening နားထောင်ပြီးပြီဆိုတော့အခုစာပိုင်းလေးကိုတူတူဖတ်ကြည့်ကြရအောင်ပါဒီဒေဝါမှာပေါ့နော်မင်းစုနဲ့ထူီနဲ့နေရာပြောထားတာနော်အဲဆိုရင်ဖတ်ပါမယ်မင်းစု투이씨요즘어떻게지내요 투이요즘엔좀바빠요그런데다음주에는시간이있어요 민수씨네요 시험이 하나 있어요. 사무부에 듣고시래. 다음에 저녁에 디바마 사무부에 듣고시래. 이렇게 받아보면 그래서 에라자오네 조금 그들로 힘들어요. 빈맘이 말해. ဒီစာပိုင်းလေးဘာသာပြန်တာပေါ့နော်အားလုံးပဲစင်ပြကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဆုံးတစ်ခေါက်လောက်နေနဲ့တူတူဖတ်ကြည့်ကြရအောင်ပါမင်းစုထွေးရှင်요즘 어떻게 지내요 투이 요즘엔 좀 바빠요. 그런데 다음 주에는 시간이 있어요. 민수 씨네요. 민수 저는 기저귀래요. 학교도 다니고 아르바이트도 해요. 그런데 저는 이번 주에 시험이 하나 있어요. 그래서 조금 힘들어요. ဒီနေ့အတွက်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် bye bye